လောကရဲ့လမ်းများပေါ်လျှောက်သွားရင်နေမောပန်းွယ်နေလုံသာကဝတ်စလို့တန်တာမိခဲ့မေရဲ့အိမ်ကိုအင်းများနဲ့မေရဲ့ပြတာရင်နဲ့ဝေးခဲ့မောကလေးမြန်လေတွေ့ရင်ရမဖို့ချစ်ကွယ်ချောက်တွေ့တဲ့အိမ်မက်ရှိရီကြတဲ့မှာရိတ်ခုလွင်ပြေရက်စတဲ့နေရမြတိုက်ခိုက်ကြလို့အားနေနေပြီဆိုတင်တာတဲ့စိတ်ဓာတ်များပြိုကွယ်သွားမလားဆိုရင်လို့ရမတရားများနဲ့နာချင်နေပြီပဲအိပ်ပြည့်ခြင်းနဲ့ဆုံးမေအိပ်ပြည့်တဲ့ငြိမ်းချမ်းဆုံးမေအိမ်မရတဲ့ညောင်ညစွာတဲ့ဟိုချောင်းအော်တဲ့လေးများချာရင်အိမ်ပြည့်ခြင်းနဲ့စိတ်ကလေးတာမရဘူးကျက်တဲ့မျိုးပြလူနေမွတ်စလင်မှာစီမျောရင်လေမပြီးသေးတဲ့ခီးတစ်ခုဆုံးထီရောက်ဖို့ကြိုးစားနေသူမှာရုပ်သားတဲ့ခြေလက်ကမေးလေးချောင်းတွေ့နေနေလို့အိပ်ပြည့်ခြင်းနဲ့နှွေးထွေးဆုံးမေအိပ်ပြည့်ခြင်းနဲ့ငြိမ်းချမ်းဆုံးမေအိမ်မရတဲ့ညောင်ညစွာတဲ့ဟိုချမ်းအော်တဲ့လေးများချာရှိအိမ်ပြည့်ခြင်းနဲ့စိတ်ကလေးပြေးမရဘူးအားလုံးထက်လွတ်လွတ်လုံခြုံတဲ့ရက်ကမေ့ပဲလို့ပြောတယ်ကျွန်တော်ကဟိုးဝေးကြီးကိုရောက်နေပြီရုပ်သားတဲ့ခြေလက်ကမေးလေးချောင်းတွေ့မိနေလို့မြောင်ငါချင်းွယ်ရင်ကျွန်တော်ငုံနေပြီပဲအိပ်ပြည့်ခြင်းနဲ့တွေ့ဆုံးမေအိပ်ပြည့်ခြင်းနဲ့ငြိမ်းချမ်းဆုံးမေစွာလေဟိုစာအုပ်အော်တဲ့လေးများချာရင်အိမ်ပြည့်ခြင်းနဲ့စိတ်ကလေးတာမရဘူးအားလုံးတော့အိမ်လွှဲနေညီကိုညီမတွေအကုန်လုံးအိမ်ပြန်နိုင်ကြပါစေ